ဒီကနေ့ဗီဒီယိုမှာတော့ရာသီလာတဲ့ခါမှာဘိုက်အောင်နာကရိုးရိုးဖြစ်တာလားယောဂတစ်ခုခုကြောင့်လားဆိုတာကိုဒေါက်တာအဲလစ်နဲ့ဒီနေ့တွေ့ဆုံမေးမြန်းသွားမှာဖြစ်ပါတယ်။အမျိုးသမီးတိုင်းလို့ကြုံဘူးနေကြတဲ့ရာသီလာတဲ့ခါမှာဘိုက်အောင်နာကတမန်ရိုးရိုးဘိုက်အောင်နာပဲဒါမှမဟုတ်ယောဂတစ်ခုခုကြောင့်ဘိုက်အောင်နာလား။ဒီအကြောင်းအရာကိုဒီနေ့ဗီဒီယိုမှာ3မိနစ်အတွင်းရှင်းပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ဒီရာသီလာတဲ့အခါမှာရိုးရိုးပိုင်းအောင်ပိုင်းနာတဲ့အကြောင်းကိုပြောချင်ပါတယ်။ရာသီလာတဲ့အချိန်မှာတအင်ကနေပြီးတော့ prostaglandin ဆိုတဲ့ဓာတ်ကိုထုတ်တယ်။အဲ့ဒီကောင်ကကြောင့်မလို့ချက်သားတွေကကျုံသွားပြီးတဲ့အခါမှာပိုင်းအောင်နာဖြစ်တယ်။ဒါပေမဲ့ဒီကောင်ကတော့ပုံမှန်အနေနဲ့ဆိုလို့ရှိရင်ရာသီမလာခင်တရက်ဒါမှမဟုတ်လို့ရှိရင်လည်းစလာတဲ့နေ့မှာပေါ့နော်ပထမဆုံးနေ့မှာဖြစ်လေးရှိပြီးတော့2ရက်3ရက်2ရက်မြောက်3ရက်မြောက်မှာတက်တာသွားတတ်တယ်တော်တော်များများကလည်းပထမဆုံးရက်မှာပဲကတ်ခဲပြောက်စီတောက်ရတဲ့ဟာမျိုးပေါ့နော်ယူနီကတ်ရတဲ့ဟာမျိုးရှိတယ်ဒါပေမဲ့ဒီလိုမျိုးဘိုင်းအောင်နဲ့ဘိုင်းနာတဲ့ဥစ္စာကတော်တော်လေးကိုဘိုင်းနာပြီးတော့အကတ်ခဲပြောက်စီတောက်လည်းမတက်တာဘူးရာသီမလာခင်တည်းကကြိုပြီးတော့ကြာကြီးပေါ့နော်ကြိုပြီးတော့အောင့်နေမယ်ပြီးတော့ရာသီလာပြီးတော့လည်းဆက်ပြီးတော့အောင့်နေမယ်ဆိုလို့ရှိရင်တော့endometriosis တိမ်ထဲမှာရှိရဲ့အမေဘာကနေရာလွဲတဲ့ယောဂဖြစ်နိုင်ပါတယ်။သတိပြုရမယ့်လက္ခဏာတွေကဘာတွေတုံးဆိုတော့ရာသီလာတဲ့အချိန်မှာတင်ပတ်ဆုံးဒါမှမဟုတ်လို့ရှင်ခါအောက်ပိုင်းကအရန်နာကျင်နေရမျိုးပြီးတော့အမျိုးသားနဲ့ဆက်ဆံတဲ့ခါမှာလည်းနာကျင်တာမျိုးစီးဒါမှမဟုတ်ဝမ်းသွားတဲ့ခါမှာနာကျင်တာမျိုးနဲ့ပုံမှန်မဟုတ်တဲ့သွေးစင်းများတဲ့ဟာမျိုးတွေပေါ့ဒီလိုမျိုးလက္ခဏာတွေရှိလို့ရှိရင်ဒါမှမဟုတ်ဒီလိုကြိုက်ခဲနေရကြီးကြောင့်ကိုကနေ့စဉ်ပုံမှန်အလုပ်တွေမလုပ်နိုင်ဘူး။မှာရုံးတက်ရမယ့်ဟာရုံးမတက်နိုင်ဘူး။ဒါမျိုးတွေပေါ့နော်။ကိုဘဝထိခိုက်လာတယ်။ဒါမျိုးဆိုလို့ရှိရင်မပေါ့ဆပဲနဲ့ဦးကြီးနဲ့မဖြစ်မနေတော့ရောက်ပြသတင်ပါတယ်။ရာသီလာတိုင်းနာကျင်ကြိုက်ခဲတာကအမျိုးသမီးတိုင်းဖြစ်နေကြဆိုပြီးတော့အောက်ရေးသိခံနေကြမလို့ပါဘူး။မိမိခန္ဓာကိုယ်ရဲ့သတိပေးချက်ကို view ဆိုင်ဖို့လိုအပ်ပါတယ်။ဒီဗီဒီယိုလေးကအကျိုးတစ်စုံတရာရှိတယ်ဆိုလို့ရှိရင် like and subscribe လုပ်သွားပေးပါရှင်။တကယ်ချင်းနေမိတ်ဆွေတွေကိုလည်းဒီဗီဒီယိုလေးကိုမျှဝေပေးလို့ရပါတယ်။ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်။